ADHD ရှိတဲ့သူတွေကိုအလုံးမတော်ဘူးလို့ပြောနေသေးတယ်ဆိုရင်တော့တပိုင်းကြောင်းကိုပြန်လေ့လာဖို့လိုနေပါပြီ ADHD ကအားနည်းချက်မဟုတ်ပဲအချိန်မှားပြီးမွေးဖွားလာတဲ့အားသာချက်တစ်ခုလည်းဖြစ်နိုင်တယ်။ရှေ့ခေတ်တုန်းက ADHD ရှိတဲ့သူတွေဟာမျိုးနွယ်စုတွေရဲ့အမဲလိုက်သမားတွေဖြစ်ကြတယ်။သူတို့ကအန္တရာယ်ကိုအရင်မြင်လွယ်တယ်။အပြောင်းလဲတွေကိုမြန်မြန်တုံ့ပြန်တယ်။ဆုံးဖြတ်ချက်တွေကိုမြန်မြန်ချနိုင်စွမ်းရှိတယ်။အဲ့လိုအရေးချင်းတွေကလည်းအသက်ရှင်မှုအရေးကြီးတယ်။ဒါပေမဲ့စိုက်ပျိုးရေးခေတ်ရောက်လာတဲ့အခါမှာတော့အချိန်ကြာထိုင်နိုင်တဲ့သူတွေအလုပ်ကိုစီကံတကြားလုံနိုင်သူတွေကပဲနေရာယူလာကြတယ်။အဲ့ဒါကြောင့်မလို့ ADHD သမားတွေကိုပြဿနာလို့မြင်လာကြတာပေါ့နော်။ဒါပေမဲ့စဉ်းစားကြည့်ဖန်မောင်းကြောင်တွေကရွှေကားတက်ကောင်မကျန်းမာရင်ငါ့ကိုအဖြစ်တင်မလားရေကိုလဲမလားအဖေကရှင်းပါတယ်ပြောင်းရမှာလူမဟုတ်ဘူးပတ်ဝန်းကျင်မှန်ကန်တဲ့နေရာကိုရောက်သွားကြတဲ့ ADHD သမားတွေကတော့ creation ကောင်းတဲ့ပြဿနာတွေကိုဖြေရှင်းတာမြန်တယ်ဖိအားများတဲ့အခြေအနေတွေမှာတော့ပိုတောက်ပလေးရှိကြတယ်။ဒါကြောင့် ADHD ကိုပြင်ရမယ့်အရာလို့မမြင်ပါနဲ့။မှန်ကန်တဲ့နေရာမှာမရက်တည်ရသေးတဲ့စွမ်းရည်တစ်ခုလို့မြင်ပေးပါ။ ADHD ဆိုတာဘာလဲ။သူ့လက္ခဏာရက်တွေကလည်းဘာလဲဆိုတာကိုနောက်ဗီဒီယိုမှာဆက်ပြောကြမယ်။တတ